Big Bang အဖွဲ့ဝင်ဟောင်းစင်းလီကဒီကြားဖြတ်အဖွဲ့နဲ့ပါဝင်ပတ်သက်နေပါတယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်အခုတလောဒီကိုရီးယားတက္ကသိုလ်ကျောင်းသားတယောက်ကကမ္ဘောဒီးယားနိုင်ငံမှာပြန်ပြေးဆွဲခံရပြီးတော့တပ်ပစ်ချင်းခံခဲ့ရတယ်အဲ့ဒီကျောင်းသားကိုတပ်ပစ်တဲ့တရားခံနဲ့ဖမ်းမိထားပြီးတရုတ်လူမျိုး၃ယောက်ဖြစ်တာပေါ့နော်ဒါကြောင့်မလို့အခုတလောဒီကိုရီးယားသတင်းမှာဆိုရင်ဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့အရန်နာမည်ကြီးနေတယ်ဒီကိုရီးယားလူမျိုးတွေကဒီကမ္ဘောဒီးယားကိုအလုပ်လုပ်ဖို့ဆိုပြီးတွားလိုက်ပြီးမဲ့လည်းတည်မရတဲ့ဟာတွေပေါ့ဒီမတိဘဲနဲ့ပျောက်ဆုံးနေတဲ့ကိုရီးယားလူမျိုးတွေအများကြီးရှိတဲ့အကြောင်းပေါ့နော်တည်မှာအများကြီးပါလာတယ်အခုဒီစင်းလီကဘယ်လိုဖြစ်လဲဆိုတော့သူက2019မှာထောင်ကြတယ်နော်ထောင်ကနေထွက်လာပြီးတော့ဒီ2014နှစ်စပိုင်းမှာသူကဒီကမ္ဘောဒီးယားနိုင်ငံတွားခဲ့တယ်အဲ့ဒီကမ္ဘောဒီးယားနိုင်ငံမှာသူကဒီဟောပြောပွဲတစ်ခုမှာဟောပြောတဲ့ဒီဗီဒီယိုဖိုင်လေးရှိတယ်အဲ့ဒီဗီဒီယိုဖိုင်ရဲ့အနောက်မှာကဒီကြားဖြန့်အဖွဲ့ရဲ့ဒီဒစိတ်လို့ပြောရမလား Prince ရဲ့ပြီးလို့ရှင်ဒီကျွဲကောင်းဒစိတ်ပေါ့အဲ့ဒီပုံလေးပါနေတာအဲ့2014တုန်းကဆိုရင်တော့ဒီပရိသတ်တွေကတော့ဘာမှမတိခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုဒီကြားဖြန့်အဖွဲ့နဲ့ပတ်သက်ပြီးတော့အများကြီးကြရက်ဖြစ်နေတဲ့အချိန်ခါမှာဒီစင်းလီက2014လောက်မှာအဲ့ဒီကြားဖြန့်နေနဲ့ပါဝင်ဆက်ဆက်နေကြောင်းကိုဒီကိုရီးယားလူမျိုးတွေကအခုပြောနေကြတာပေါ့နော်ကိုရီးယားမှာဘလောက်နာမည်ကြီးပေမဲ့လည်းအကျင့်စာရိတ္တမကောင်းဘူးဆိုရင်သူကတော့လုံးဝအနောက်ရောက်သွားမှာဖြစ်ပါတယ်ဒီစင်းလီဆိုရင်သူကနာမည်ကြီးတယ်ဒီကပအကောင်းဆုံးအဆိုတော်အဖွဲ့ဝင်တယောက်ဖြစ်ပေမဲ့လည်းသူကဒီမကောင်းတဲ့ဒူးစရိုက်ပေါ့နော်အများကြီးလွန်ကျူးထားတယ်ပြီးတော့အခုဒီကြားဖြတ်အဖွဲ့တွေနဲ့ပါဝင်ပတ်သက်နေပါတယ်ဆိုပြီးတော့ကိုရီးယားလူမျိုးတွေကအများကြီးသူ့အပေါ်မှာမကောင်းတဲ့အမြင်တွေပေါ့နော်ပို့ပြီးတော့ကြီးထွားလာတယ်လို့ကျွန်မကတော့ခန်းစားရတာပေါ့နော်